ကဲဒီလိုကြည့်နေတဲ့သူတွေမှာကိုကလေးကိုဖုံးပေးထားတဲ့ကလေးမိလို့ဆိုဒီဗီဒီယိုလုံးဝကြော်မသွားတယ်ပေါ့နော်ကျမဟိုတရက်ကပေါ့နော်ကျမရဲ့ TikTok အကောင့်အရင်ပေါ့နော်ကျမစီကိုခေါင်းရွှေလာပါတယ်ရှင်မမရေစာရိုက်တာလည်းလုံးဝအပီပြင်တော့လုံးဝမမရေဘယ်လိုပဲနေပြီးတော့တက်ကုန်းပို့ပေးပါသူကနေပြီးတော့ဟိုဘက်ကကလာရွာဆိုတော့အဲ့ရွာကိုပို့ပေးလာပေးတော့မှနေပြီးတော့ရုံးတော့ဖုံးဆက်ပေးမယ်လိမ့်စာရေးလည်းတော့ပေးတယ်တော့ဘယ်မှာသွားပြီးပြဿနာတက်လဲဆိုတော့ကျမဖုန်းနံပါတ်တောင်းလိုက်တာဖုန်းနံပါတ်တောင်းတော့အမှန်တိုင်းပဲတော့ပြောချင်တယ်ကလေးဆိုတော့ပေါ့နော်ကျမကလေးမှမသိဘူးကျမသူ့ကောင်လည်းဝင်မကြည့်ဘူးအဲ့ဒါပဲဖုန်းနံပါတ်တော့အမှန်တဲ့သမီးရတယ်ငယ်သေးတော့တဲ့အရင်ဖုန်းမကန်ရဘူးလေသမီးမှာဖုန်းနံပါတ်မရှိဘူးတဲ့တကယ်ကျမကောင်းတော့တိကတကယ်လို့သာ तू ကသူ့အမေသူ့အဖေကိုင်းတဲ့ဖုန်းနံပါတ်သာပေးခဲ့ကျမကွာမှာအဲ့တော့ကျမပေးလိုက်လို့ရှင် तू ပို့လို့ရှင် तू ကမှမထားဘူးလေ तू ကလေးမှထားမသိအဲ့ဒါကျမအကောင့်မသိတာလို့ထောက်ပြီးတဲမှာအမလေးအကောင့်ရဲ့ဖိုင်အောင်မတင်ထားတာ great sit တက်နေတယ်တောင်းသူလေးပါရှင်အကွာရောကိုကလေးကိုဖုန်းပေးခံထားတဲ့မေမေဆိုရင်ပေါ့နော်ကြည်ပေးထားပါကိုကလေးကဘာလဲမှားနေလဲပေါ့နော်တော်သေးတယ်ကျမကအကလေးကဖုန်းနံပါတ်မပေးတော့သေးကလေးဆိုမလဲဘူးပေါ့နော် तू ဖုန်းနံပါတ်တွေပါလည်းမသိဘူးနေမှာပေါ့တော်သေးတယ်ကျမခံလိုက်ရတော့မလို့ဒီလားနေပြီးတော့တကုန်းရောက်မှကျမကြံနေရရင်ပေါ့နော်ပစ္စည်းရမယူဆိုပြီးတော့ကျမတော်သေးတယ်တဝေးစာပေးရတော့မလို့ကံကောင်းလို့ကလေးမေတွေဒီကင်းဆိုင်ပါနော်